အားလုံးပဲမင်္ဂလာပါအမကတော့ IMAC Academy ကမတ်အီမြင့်တို့ခင်ပါအခု University of Parma မှာဆေးကျောင်းတက်နေပြီးတော့4 နှစ်မြောက်တက်ရမှာဖြစ်တယ်နော်အမရဲ့ဘေးနဲ့လေးကညီမလေးကတော့အားလုံးပဲမင်္ဂလာပါမနာမည်ကတော့ညီပါခုဘာမာ University မှာဆေးကျောင်းတက်နေပါတယ်လောလောဆယ် first year ပြီးထားပြီးတော့ဒီsecond year တက်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအမနာမည်ကတော့တင်စာလင်းလက်ပါအမက second year ပြီးထားပြီးတော့ခါကြတော့third year တက်ဖို့စောင့်နေတာပေါ့နော်အမ IMAC Academy ပါအားလုံးပဲမင်္ဂလာပါအခုနာမည်ကတော့စိုးရအောင်ပါနော်အခုက University of Bavaria မှာIMAC ဖြည့်ပြီးတော့ဆေးကျောင်းတက်နေတာအခု40ရာရောက်ပြီပေါ့အဲ့တော့အမအရင်ဆုံး screen share လိုက်မယ်ပေါ့နော်screen share တာကိုမြင်မမြင်လေးတစ်ချက်ပြောပြပါအခု screen share လိုက်ပါပြီဒါလုံးမဲ့ file ရဲ့ PDF ပါမြင်ရလားမသိဘူး Okay မြင်ရတယ်ဆိုရင်တော့အရင်ဆုံးဒီနေ့ပြောပြမယ်ဗာလေစင်က menu အကြောင်းပြောပြမယ်ပေါ့နော်ဒီနေ့ဘာအကြောင်းတွေကိုပြောမှလဲဆိုရင်ကကျတော့အရင်ဆုံးexam IMAC exam နဲ့မရင်းနှီးသေးတဲ့သူတွေအတွက် IMAC exam ရဲ့ structure လေးကိုနည်းနည်းအချင်းချုံပြောပြချင်တယ်ပေါ့လေအဲ့ဒါပြီးရင် IMAC exam အခန်းတွင်းထဲမှာလိုက်နာရမယ့်စီမင်းစည်းကမ်းတွေကိုပြောပြချင်တယ်နောက်ပြီးရင်ဗာလေစင်ကအကိုက IMAC ဆောင်ပွဲကိုဖြည့်ဆိုပြီးတော့ IMAC ဆောင်ပွဲအောင်သွားပြီဆိုရင်ဘာ process တွေဆက်လုပ်ဖို့ရှိသလဲဆိုတာကိုပြောပြချင်ပါတယ်နောက်ပြီးရင်ဗလေးစင်ကကျတော့အခု2025 IMAC exam ရဲ့2024 IMAC exam မှာဖြည့်ခဲ့တဲ့ candidate ထဲမှာဟာကြီးဖြစ်ခဲ့တဲ့သူတွေရဲ့သူတို့ရဲ့အတွေ့အကြုံတွေကိုပြန်လည်ဖလှယ်ပေးမှာဖြစ်ပါတယ်အဲ့ဒါပြီးမှတော့ Q&A session လာမှာဖြစ်ပါတယ်အဲ့တော့လူတွေအားလုံးလေးဆုံပြီဆိုရင်တော့ပထမအပိုင်းကိုကြည့်ကြည့်အောင်ပေါ့နော်sorry okay အဲ့တော့ဒီနေ့2026 IMAC exam ကိုဖြေရမယ့် date ကဘယ်နေ့လဲဆိုရင်ကကျတော့ September လ29ရက်နေ့မှာဖြစ်ပါတယ်ဒီ date ကိုရောက်ဖို့အတွက်အဲ့ date မတိုင်ခင်မှာအောက်တိုဘာလတစ်ခါပြောင်းခဲ့တယ်ပြီးရင် September လကုန်ဆိုပြီးပြောင်းခဲ့တယ်နောက်ဆုံး final date အနေနဲ့တော့2026 September လ29ရက်နေ့မှာ IMAC ဆောင်ပွဲကိုကျင်းပမှာဖြစ်ပါတယ်ဒါဒီ2026 IMAC exam ဖြစ်တယ်ပေါ့လေအဲ့တော့ဆက်ကြည့်အောင်အဲ့တော့ IMAC exam ဖြေတဲ့အခါမှာ IMAC exam အတွင်းမှာဘယ်မေးခွန်းတွေဖြေရမလဲပေါ့ IMAC exam ကစုစုပေါင်း questions ဘယ်လောက်ရှိလဲပေါ့ IMAC exam အနေနဲ့ကစုစုပေါင်း question ဒီမေးခွန်း60ရှိပါတယ်မေးခွန်း60ကိုသူပေးထားတဲ့အချိန်အတွင်းက time limit ကဘယ်လောက်လဲဆိုရင်ကကျတော့100 minutes ပေးထားပါတယ်100 minutes ကတနာရီနဲ့မိနစ်40ပေါ့လေအဲ့ဒီအချိန်အတွင်းမှာမေးခွန်း60ကိုဖြေရမှာမေးခွန်း60က base section တွေပါလဲဆိုရင်ကကျတော့ reading skill and general knowledge ဆိုပြီးတော့စုစုပေါင်း၄ပုဒ်ပါတယ်ဒါက general knowledge ကတစ်ပုဒ်ပါမယ် reading skill က3ပုဒ်ပါမယ်အဲ့လိုမျိုး fix ဖြစ်နေတဲ့အရာမဟုတ်ဘူးသူတို့ပါခြင်းတယ်လို့ပါမှာ reading skill နှစ်ပုဒ်ပါပြီးတော့ general knowledge နှစ်ပုဒ်ပါရင်လည်းပါမယ်ဒါမှမဟုတ်ဗလေစင် general knowledge 3ပုဒ်ပါပြီး reading skill တစ်ပုဒ်ဖဲပါရင်လည်းပါမယ်ဒါကသူတို့ပြောင်းခြင်းတယ်လို့ပြောင်းတဲ့ဟာဖြစ်တယ်စုစုပေါင်း၄ပုဒ်ဖြစ်မယ်နောက်တစ်ခါဗလေးစင်က logical reasoning and problem solving ဆိုပြီးတော့အဲ့လိုမျိုးဗလေးစင်ကကျတော့ဒီ logically စဉ်းစားရတဲ့ conclusions တို့deductions တို့အဲ့ဒါတွေရဲ့နောက်ပြီးဗလေးစင်က problem solving ဆိုပြီးတော့အဲ့လိုမျိုးအတွက်အချက်ပိုင်းလေးဉာဏ်စမ်းလေးအတွက်ရတာစုစုပေါင်းပုံမိတယ်ပေါ့လေပြီးရင် biology အနေနဲ့မေးခွန်းက23ပုံမေးမယ်နောက်ပြီးရင် chemistry က15ပုံမေးတယ် maths and physics ကစုစုပေါင်း73ပုံလေအဲ့တော့ session အနေနဲ့အများဆုံးပါတာ bio နဲ့ chemistry ဖြစ်တယ်ပြီးရင်မေးတဲ့မေးခွန်းတွေက bio နဲ့ chemistry ကမေးတဲ့မေးခွန်းတွေကလည်းလွယ်တယ်ပေါ့လေလွယ်တဲ့အခါမှာဆိုရင်တော့အဲ့ sessions တွေက big session တွေဖြစ်တယ်တော်တော်များများလည်းအမှတ်ပြည့်နေပါရတဲ့ sessions တွေဖြစ်တယ်အဲ့တော့အခုနောက်ပိုင်းမေးခွန်းဒီမှာဘာတွေပါဖြေနိုင်မှဆောင်ပွဲအောင်ဖို့တေချာတော့အဲ့လေဆိုရင် maths and physics ကိုဖြေနိုင်မှပြီး logical reason တွေရောရှိသမျှအပုပ်60လုံးမှာအပုပ်90ကျော်လောက်ကိုတော်တော်လေးဖြေနိုင်မှ non EU student အနေနဲ့ကလုံးဝ seat ကို secure ဖြစ်ဖို့အတွက်တေချာတာပေါ့လေအဲ့တော့တပုတ်မှန်နေဆိုရင်ဘယ်နှမှတ်ပေးရလဲဆိုရင်ကတပုတ်မှန်နေဆိုရင်1.5ပေးရပေါ့လေပြီးရင် minus system နဲ့လောက်ထားဖြစ်တယ် minus system နဲ့လောက်ထားရဆိုတဲ့အတိတ်ပဲကဒီပုတ်ကိုဖြေလိုက်တယ်ဖြေလိုက်တဲ့အခါမှာဗာလဲဆိုရင်ကကျတော့မာသွားတယ်ဆိုရင်ကကျတော့သူကရထားတဲ့အမှတ်တွေက0.4တပုတ်မှရင်ပြန် short အဲ့တော့ minus system နဲ့ဖြစ်တယ်အဲ့တော့အပုတ်ပေါင်းကစုစုပေါင်း60ရှိရယ်အကယ်၍သာအကူကပုတ်60လုံးကိုမှန်နေဆိုရင်တော့စုစုပေါင်းဘယ်နှမှတ်ရမလဲဆိုတော့အမှတ်90ပေါ့အခုလောလောဆယ်အထိကတော့အမှတ်90ရဖို့ရသူတယောက်မှတော့မရှိသေးဘူးခုလောလောဆယ်နောက်ပိုင်းမေးခွန်းတွေလွှဲလာတဲ့အခါမှာတော့အမှတ်80ကျော်ပြီးတော့ထွက်လာတယ်ပေါ့လေအဲ့တော့နောက်တစ်ခုကဗလေစင်က IMAC exam ဖြေဖို့ဆိုရင်ဘာလုပ်ဖို့လိုအပ်တာလဲပေါ့ IMAC exam ဖြေဖို့ဆိုရင်အရင်ဆုံးက IMAC University ဆိုတဲ့ website မှာ pre enrollment လုပ်ဖို့လိုအပ်တယ်ပေါ့လေ pre enrollment လုပ်ပြီးတဲ့နောက်မှာ
အခုအားလုံးကအခုလာတက်နေတဲ့ဒီ participant တွေအားလုံးက IMAT exam ဖြေမဲ့သူတွေရှိမယ်ဒါမှမဟုတ်ဘယ်လိုဆိုရင် IMAT exam အကြောင်းကိုသိချင်လို့လာတက်တင်မဲ့သူတွေရှိမယ်အခုပြောမဲ့စကားတွေကကြတော့ဘယ်လို assumption နဲ့ပြောမှလဲဆိုရင်က IMAT exam ကိုဖြေဖို့အတွက်နောက်လာဆိုဖြေဖို့အတွက် focus ထားနေတဲ့သူတွေအတွက်ဒီစကားကိုပြောလိုက်မယ်ပေါ့လေအခုချိန်ဆိုရင်တော့သူတို့က pre enrollment ဆိုင်ရာ university တွေမှာ website မှာတင်ပြီးလောက်ပြီပေါ့လေအဲ့တော့နောက်ကပါလဲဆိုရင်ကကြတော့အဲ့လိုမျိုး IMAT exam ကိုဖြေဖို့အတွက်က pre enrollment တင်တာပြင် registration လုပ်ဖို့လိုတယ်ပေါ့လေအဲ့တော့ registration လုပ်ရမယ့်ရက်ကဘယ်နေ့လဲဆိုရင်ကကြတော့2026နောက်လ August လ26ရက်နေ့မှာဖြစ်တယ်ဗုဒ္ဓဟူးနေ့မှာပေါ့လေဗမာနိုင်ငံမှာနေတဲ့သူတွေအတွက်ကတတိထားရမှာပဲလေဆိုရင်က26ရက်နေ့မနက်ခင်းကတခါတည်း website ထဲထားလိုက်ပေါ့လေ website ကြီးကလည်း crash တော့မှာနှစ်တိုင်းအစင်လာမပြတ်သွားပါလေဆိုရင်ကကြတော့ website က crash နေကြဆိုတော့မနက်ခင်းကနေပြီးတော့ထိုင်ပြီးတော့ refresh လုပ်ရင်းနဲ့ညအထိလုပ်ရဖြစ်တယ်အဲ့တော့အရေးကြီးတဲ့အချက်အနေနဲ့ IMAT registration လုပ်ဖို့ဘာလိုအပ်တာလဲဆိုရင်ကကြတော့a good internet connection ရှိဖို့လိုအပ်တယ်လုံးဝ internet ကောင်းမှအဆင်ပြေမှာဖြစ်တယ်နောက်တစ်ခုကကြောက်ပါလေစင်ကကြတော့ IMAT registration fee ဖို့ပေးရမယ်ပေးရဖို့အတွက်တော့ visa card လိုအပ်တယ် visa card မရှိဘူးဆိုရင်ကိုကအခုကနေကရှိတဲ့တငယ်ချင်းတွေကိုရှာထားရမယ်အကူအညီတောင်းဖို့လူတွေကိုရှာထားဖို့လိုအပ်တာပေါ့လေအဲ့တော့ visa ချင်းအနေနဲ့ဘယ်လောက်ပေး visa card နဲ့ပါလေဆိုရင် registration fee အနေနဲ့ဘယ်လောက်ပေးရမလဲဆိုရင် non EU student အနေနဲ့ဒေါ်လာနဲ့ပေးရမယ်ဒေါ်လာမှာ164 euro ဒေါ်လာပေးရမယ် EU student အနေနဲ့ကသူက130 euro ပေးရမှာဖြစ်တယ်အဲ့တော့ registration လုပ်ကမဲ့ website ကတော့ဗာလဲဆိုရင်က university website ကို pre enrollment တင်ခဲ့တဲ့ website မှာပဲဖြစ်တယ်အဲ့ရဲ့အစင်းစင်ကိုတော့အမတို့ဒီနေ့ website ဒီနေ့ webinar မှာပြောဖို့အတွက်အချိန်မရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအစင်းစင်အသေးစိတ်ကိုသိချင်တယ်ဆိုရင်တယောက်မှာပုံထဲမှာပြထားတယ်ဗာလဲဆိုရင်ကကျတော့ Facebook link ကနေပြီးတော့အမတို့ page မှာတင်ပေးထားတယ်ပေါ့လေအဲ့ဒါလေးကြည့်လိုက်ပေါ့အသေးစိတ်ကတော့ဒီနေ့ပြောဖို့အတွက်အချိန်မလောက်တော့ဘူးလို့ထင်လို့မထည့်ပေးထားဘူးအဓိကလိုအပ်တာဒီ visa card လိုအပ်တယ်ပြီးရင် internet connection ကောင်းဖို့လိုအပ်တယ်ဒါလေးပေါ့လေအဲ့ဒီမှာအဲ့ဒီ registration လုပ်တဲ့နေ့မှာကိုဖြည့်ခြင်းတဲ့နိုင်ငံရဲ့ seat ကိုရွေးချယ်ရတာဖြစ်တယ်ကိုကဟောင်ကောင်မှာဖြည့်မယ်ဆိုရင်ဟောင်ကောင်မှာ seat ကိုရွေးရမယ်အိန္ဒိယမှာဖြည့်မယ်ဆိုရင်အိန္ဒိယမှာ seat ကိုရွေးရမယ် China မှာဖြည့်မယ်ဆိုရင် China မှာ seat ကိုရွေးရမှာဖြစ်တယ်အဲ့တော့နောက်တစ်ခုပြောပြချင်တာဒီနေ့ကျောင်းသားရင်းနဲ့ registration ကောက်ကြည့်တဲ့အခါမှာဘယ်သူတွေကဘယ်မှာဖြည့်မှာအများစုလေးရှိလဲဆိုရင်အများစုဒီဘယ်မှာဖြည့်ဖို့ရည်ရွယ်ချက်ရှိလဲဆိုရင် China တောင်မှမဟုတ်ရင်ဟောင်ကောင်မှာဖြည့်ဖို့ရည်ရွယ်ချက်ရှိရပေါ့လေအဲ့လိုလို့ဆိုရင်အခုက registration တော့မလုပ်ရသေးဘူးဒါပေမဲ့အကြံပေးရတဲ့အနေနဲ့ဆိုရင်အခုကနေက visa ဂျူလျှောက်ဖို့အကြံပေးခြင်းတယ် okay စီလည်းမရသေးဘဲနဲ့ဘယ်လိုလုပ် visa လျှောက်အောင်မှာဂျူလျှောက်ထားရမှာပဲဘာလို့လဲဆိုရင်ကကျတော့ဆောင်းမွဲဖြေမဲ့အချိန်นี้မှ visa ကြီးကကြာနေလို့ဆောင်းမွဲမဖြေလိုက်ရဘူးဆိုပြီးတော့တနည်းအောက်သွားမျိုးဖြစ်သွားမှာဆိုလို့ဒါအကြံပေးရဖြစ်ပါတယ်အဲ့တော့ခဏလေးရက်ချင်တယ်ဘာလို့ဆိုရင်ကလက်မနှိမ့်နေအောင်ဖြစ်နေအဲ့ဘက်ကနေပြီးတော့အမကို escape လုပ်ပေးလို့ရတာမသိဘူးညားလေးထောက်လို့မရအောင်ဖြစ်နေဒီလိုပဲလုပ်လို့ရတယ်ဘာလို့ခုနကတော့ထိရသေး okay we got it okay အဲ့တော့ဗာလဲဆိုရင်ကဒါ IMAT registration လုပ်ဖို့မေ့နေမှာဆိုလို့ပေါ့နော် registration လုပ်ဖို့မေ့တိုင်းတော့အဲ့ဒီမှာသူက registration က26ရက်နေ့ကနေစလုပ်ရမယ်ဆိုပြီးတော့ period အနေနဲ့ပေးထားတာ5ရက်လောက်ရှိတယ်ဒါပေမဲ့ non EU student အနေနဲ့အဲ့နေ့မှာပဲလုပ်မှရမှာ EU student အနေနဲ့ကနောက်တစ်ရက်လွန်လဲသူသူတို့ရဲ့ pay ထားတဲ့ period အတွင်းမှာလုပ်တယ်ဆိုရင်ကိစ္စမရှိဘူးဘာလို့လဲဆိုတော့ EU အတွက်က unlimited seat သူကဗလဲစင်က80နိုင်ငံမှာနေတဲ့သူတွေအတွက်ကဗလဲစင်80နိုင်ငံမှာသူတို့ဖြည့်ခြင်းနဲ့ First Right University ကိုသွားဖြည့်ရတာဖြစ်တယ်အဲ့တော့သူတို့အတွက်ကစိတ်လောစရာမရှိဘူးဒါပေမဲ့ non EU student တွေက registration ကိုနိုင်ငံလူဖို့လိုအပ်တယ်ကိုက IMAT ကိုဟောင်ကောင်မှာဖြည့်ခြင်းနဲ့ဆိုရင်ဟောင်ကောင်ကိုရဖို့အတွက်ဗလဲစင်ကလုံးဝ internet connection ကောင်းကောင်းတွေကိုထိုင် refresh ရမှာပေါ့လေအဲ့တော့အားလေးတွေကသတိထားပြီးပြင်ဆင်ရမယ့်အရာလေးဖြစ်တယ်လို့ပြောပြချင်ပါတယ်နောက်ပြီးတော့အခုတစ်ချက်ကကျတော့ဗလဲဆိုရင်က IMAT exam ကိုနောက်နှစ်တွေမှာဖြေဖို့ရည်ရွယ်ချက်ရှိတဲ့သူတွေအတွက်ဘယ်လိုမျိုး topics တွေကြည့်ရတာပဲနည်းနည်းအကြမ်းဖျင်းပြောပြရင် biology မှာဆိုရင် topics တွေနဲ့ကဒီလိုမျိုးအများကြီးရှိရပေါ့လေအခု topics တွေတော့ဘာတွေရှိရပါစက်ကနေတော့မရွတ်ပြတော့ဘူးအဲ့မှာ screenshot ရိုက်ချင်ရိုက်ပြရပေါ့လေဒီကမှာအဓိကမေးတဲ့ topics လေးတွေကတော့အခုနောက်ပိုင်းအရင်ကြိုက်တာတော့ cellular respiration နဲ့ photosynthesis တွေကတော့အရင်ကြိုက်တဲ့မေးခွန်းတွေဖြစ်တယ်ပေါ့လေအဲ့တော့အခုနောက်ပိုင်းထုတ်တဲ့မေးခွန်းတွေကဘယ်ကထုတ်တာလဲဆိုရင်ကဒီ Italian government ministry ပေါ့လေဒီမဲ့အီတလီရဲ့ပြည်ထောင်စုဝန်ကြီးကထုတ်တာဖြစ်တယ်အရင်တော့ထုတ်ခဲ့တဲ့မေးခွန်းတွေကကျတော့ဘယ်ကနေထုတ်တာလဲဆိုရင်က Cambridge ဆိုပြီးတော့ဒီဗာလေဆိုရင်အင်္ဂလန်ကနေပြီးတော့ထုတ်ခဲ့တာဖြစ်တယ်ဒါပေမဲ့အခုတော့မေးခွန်းပုံစံပြောင်းလဲသွားပြီပြီးရင်မေးခွန်းတွေကလည်းအရင်တော့လိုခက်ခဲရမှာမဟုတ်ဘဲနဲ့မေးခွန်းလွယ်လွယ်လေးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုရင်အားလုံးကဖြေနိုင်ပြီးတော့အားလုံးအမှတ်အများကြီးရမှာဖြစ်တဲ့အတွက်ကိုကလည်းအားလုံးဖြေနိုင်တဲ့ချိန်မှာကိုဖြေနိုင်ဖို့လိုအပ်တာပေါ့လေ
အဲ့တော့ chemistry topic အနေနဲ့ကလေဒီလိုမျိုးရေးရှိတယ် topic တွေအားလုံးကတော့ဗလေးစင်ကအလွတ်ကျက်ရမှာတော့မဟုတ်ပေါ့လေဗလေးစင်ကနားလည်မှုကိုကနားလည်စွာနဲ့မှတ်သားရမယ့်စာရေးဖြစ်တယ်ပေါ့လေအလွတ်ကျက်ရင်တော့အဆင်မပြေဘူးပေါ့ဒီပြင် chemistry တို့ပါတော့ bio ကတော့အလွတ်ကျက်လို့ရတယ်ပေါ့နော်ဘာလို့လဲဆိုရင်သူတို့ bio ကအလွတ်ကျက်လို့ရရင်မေးခွန်းလေးပုံစံမေးသလိုကြီးဖြစ်နေတာပေါ့လေတကယ်တမ်းညံစမ်းမမေးဘဲနဲ့ပေါ့လေ chemistry ကတော့နားလည်မှုပိုင်းကိုစမ်းသပ်တာပါတယ် math and physics ကတော့အထူးသဖြင့်နားလည်မှုပိုင်းကိုစမ်းသပ်တာကြီးပါတယ်ပေါ့လေဒါတော့ topics တွေကဒီလိုရှိရဆိုတာပြောပြပါပေါ့လေအဲ့တော့ IMAT exam အတွင်းမှာဘာတွေကိုလိုက်နာ